တရဏဂုံထောင်ရွတ်တဲ့ခါအိမ်နိုင်တဲ့ကြဆင်ပြေပါမလားလေပြေတာပေါ့ရွတ်နော်ကျွန်တော်ရိုင်းပြောရမယ်ဆိုလို့ရှင်လေအဲ့ဒီကာမဆက်ဆံနေတဲ့အချိန်ရွတ်ရင်တော့မှသားကောင်းသမီးကောင်းရရှိတယ်ဆိုပြီးတော့မှတရားအမေးဖြေတွေရှိတယ်နော်မြတ်စွာဘုရားလည်းဟောခဲ့ဖူးတယ်လို့ပြောတယ်ဒါပေမဲ့အဲ့ဒါကိုတော့အတိမပြုတ်ရသေးတော့တက်အပ်မပြောနိုင်နတ်တွေဘလူးတွေရက်ခတွေပြီးရင်တရားကိုစောင်းတဲ့ပုံကိုယ်တွေအဲ့ဒီလိုပုံကိုယ်တွေတောင်မှဒုက္ခရောက်ပြီဆိုလို့ရှိရင်မနေနိုင်မဲနဲ့ကုညီရတဲ့ပုံကို၅မျိုးရှိတယ်အဲ့ဒါကိုပြောပြမယ်နံပါတ်1ကကြတော့ဗာလဲဆိုတော့တရဏဂုံကိုစောက်တီခံယူပြီးတဲ့ပုံကိုယ်တွေနော်နံပါတ်2ကကြတော့အဲ့ဒီတရဏဂုံကိုပဲအမြဲမပြတ်ရွတ်ဖတ်ပွားများနေတဲ့ပုံကိုယ်တွေအာဂုံဆောင်နေတဲ့ပုံကိုယ်တွေပေါ့နံပါတ်3ကကြတော့မိဘတွေကိုပြန်ပြီးတော့မှလှုပ်ကြွေးပြုစုနေတဲ့ပုံကိုယ်တွေနံပါတ်4ကကြတော့ကိုရောက်တဲ့နေရာမှာကိုပြုခဲ့ဖူးသမျှကုသိုလ်တွေကိုပြန်ပြီးတော့မှမေတ္တာဖို့အမျှပေးဝေတတ်တဲ့ပုံကိုယ်တွေနော်နံပါတ်5ကကြတော့တရားဆောင်တဲ့ပုံကိုယ်တရားဆောင်တဲ့ပုဂ္ဂိုလ်ဥပမာဒီကျွန်တော်တို့တီလာတွေကိုလုံးရှောင်းအောင်ထိန်းတာမျိုးငါးပါးတီလာကိုစောင့်ထိန်းတာမျိုးအဲ့ဒီပုဂ္ဂိုလ်တွေဒုက္ခရောက်ပြီဆိုလို့ရှိရင်ခုနပြောတဲ့တရားမင်းတွေနတ်မင်းကြီးတွေမှာအစာရက်ခတွေမှာအစာမနေနိုင်မဲနဲ့ကုညီစောင့်ရှောက်ပေးရတယ်ဒါကြောင့်မလို့ရွတ်တာကောင်းတယ်အမြဲမပြတ်ရွတ်နော်ပြီးရင်ထုံပြီဆိုရင်လည်းထုံတဲ့သဘောအမြဲမပြတ်ကိုရွတ်ဆိုနေရမှာဘယ်အချိန်ပဲရောက်ဘယ်နေရာပဲရောက်ဘာပဲလုပ်နေဒါကိုထုံနေရမှာအမြဲတမ်းနော်အဲ့တော့ရွတ်ဖတ်တာကောင်းပါလေရွတ်ပါကဲဒီနေ့ကတော့ဒါကျွန်တော်ရဲ့စကားလက်ဆောင်လေးပေါ့အဲ့တော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မှရွတ်ဖြတ်သွားတယ်ဆိုလို့ရှိရင်ရွတ်တဲ့လူရောကျွန်တော်ကုသိုလ်ရတာပေါ့ကဲအားလုံးပဲကျေးဇူးပါ